အမျိုးသားကစိန်လက်စွပ်တကွင်းကိုပကံလုံးထဲထည့်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲအဲ့ဒါကနှစ်ကွင်းဖြစ်သွားပါတယ်အဲ့ဒါကိုမြင်တဲ့အခါအမျိုးသားလည်းအကြီးကျယ်စိတ်လှုပ်ရှားသွားပါတယ်အဲ့ဒီနောက်လက်စွပ်နှစ်ကွင်းစလုံးကိုပကံလုံးထဲထည့်လိုက်တဲ့အခါလေးကွင်းဖြစ်သွားပြန်ပါတယ်ဒီလိုနဲ့သူကမရက်မနာဆက်တိုက်ပွားယူနေခဲ့ပါတယ်အချိန်တို့အတွင်းမှာပဲပကံလုံးတစ်လုံးစအပြည့်စိန်လက်စွပ်တွေရလာပါတော့တယ်အဲ့ဒီအချိန်မှာသူကအဲ့ဒီမော်ပကံလုံးလေးကိုမလေးစားပဲမနေနိုင်အောင်ဖြစ်သွားပြီးသူတောင်းစားပြောခဲ့တဲ့စကားတွေကိုနောက်ဆုံးတော့ယုံကြည်သွားပါတော့တယ်တကယ်တော့လွန်ခဲ့တဲ့နာရီအနည်းငယ်တုန်းကအမျိုးသားဟာချစ်သူကောင်မလေးရဲ့တစ္ဆာဖောက်မှုနဲ့ချမ်းသာတဲ့အမွေခံလူငယ်တစ်ယောက်ရဲ့အဆက်ခွဲမှုတွေကိုခံခဲ့ရတာပါသူလမ်းပေါ်မှာဝမ်းနဲ့ပူဆွေးစွာနဲ့ရှောက်လာတုံးသူတောင်းစားတစ်ယောက်ကအစားအသောက်နည်းနည်းလောက်ပေးဖို့ရုတ်တရက်တောင်းဆိုပါတယ်သူကိုယ်တိုင်အခက်အခဲတွေဖြစ်နေပေမဲ့အမျိုးသားကတနာသွားပြီးသူ့စီမှာကြံနေတဲ့နောက်ဆုံးပေါင်မုံကိုတဝက်ဖဲ့ပြီးသူတောင်းစားကိုပေးလိုက်ပါတယ်သူတောင်းစားကပေါင်မုံကိုစားနေရင်းနဲ့သူ့အတွက်မော်လက်ကွက်တစ်ခုလုပ်ပြမယ်လို့လွတ်ဝက်ဆန်းကျဲတဲ့လေတံနဲ့ပြောလိုက်ပါတယ်သူတောင်းစားကပေါင်မုံတစ်ဝက်ကိုသူ့ရဲ့ပကံလုံးအဟောင်းလေးထဲထည့်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲပေါင်မုံတစ်လုံးအပြည့်ဖြစ်သွားပါတော့တယ်အမျိုးသားလည်းပါဇက်အဟောင်းသားဖြစ်သွားပါတယ်သူတောင်းစားကတီတီငိမ့်ငိမ့်ပဲနောက်ထပ်ပေါင်မုံအစ်စ်တစ်လုံးကိုထပ်ပွားပြလိုက်ပါတယ်အမျိုးသားလည်းဘာပြောရမှန်းတော့မသိတော့ပါဘူးသူတောင်းစားကအမျိုးသားဟာသဘောကောင်းတဲ့သူတစ်ယောက်ဖြစ်တာကိုမြင်တဲ့အတွက်အထူးလက်ဆောင်တစ်ခုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်ခဏမှာပဲသူတောင်းစားဟာရုတ်တရက်ပျောက်ကွယ်သွားပါတော့တယ်အမျိုးသားလည်းမယုံကြည်နိုင်အောင်ဖြစ်သွားပြီးပကံလုံးကိုကိုယ်တိုင်စမ်းသပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ရလက်ကတော့ပစ္စည်းတွေကိုတကယ်ပဲပွားယူလို့ရနေတာပါပဲသူအရန်စိတ်လှုပ်ရှားသွားပြီးမော်ပကံလုံးနဲ့စိန်လက်စွပ်ရာနဲ့ချီပြီးအမြန်ပွားယူလိုက်ပါတယ်ပတ်စံရအောင်အဲ့ဒါတွေကိုရောင်းဖို့စီစဉ်လိုက်ပါတယ်သူထွက်သွားဖို့လှည့်လိုက်တဲ့အချိန်မှာအမျိုးသမီးတစ်ယောက်နဲ့မတော်တဆဝင်တိုက်မိသွားပါတယ်အမျိုးသမီးကဟန်ချက်ပြတ်သွားပြီးဖက်နှက်တောက်ကျိုးသွားကမြေကြီးပေါ်လဲကျမလို့ဖြစ်သွားပါတယ်အမျိုးသားကသူမကိုအမြန်ဖမ်းထိန်လိုက်ပေမဲ့အမျိုးသမီးကတော့သူမကိုအခွင့်အရေးယူနှောက်ယှက်တယ်လို့ထင်သွားပြီးပျက်စီးသွားတဲ့ဖက်နှက်အတွက်ရော်ကြေးပေးဖို့အတင်းအကျပ်တောင်းဆိုပါတော့တယ်အမျိုးသားကသူ့အိတ်ကက်တွေကိုစစ်ကြည့်လိုက်ပေမဲ့ဒေါ်လာအနည်းငယ်သာရှိနေပါတယ်တခြားရွေးချယ်စရာမရှိတဲ့အတွက်သူအခုလေးတင်ပွားယူထားတဲ့လက်စွပ်တွေထဲကတကွင်းကိုထုတ်ပြီးရော်ကြေးဖြစ်ပေးလိုက်ပါတယ်ဒါပေမဲ့အမျိုးသမီးကအဲ့ဒါကိုမြင်တဲ့အခါလှောင်ပြောင်းလိုက်ပြီးလမ်းဘေးဈေးကဝယ်လာတဲ့$1တန်ပစ္စည်းကိုကျမကိုလာပေးရဲတယ်ပေါ့လို့ပြောပြီးလက်စွပ်ကိုပြန်ပေးပါတော့တယ်အမျိုးသားကဒီလက်စွပ်ဟာအစ်စ်ဖြစ်ပြီး$1000တန်ဖိုးရှိတယ်လို့ရှင်းပြပေမဲ့အမျိုးသမီးကမယုံကြည်ပါဘူးဒါပေမဲ့အမျိုးသားကအစ်စ်ဟုတ်မဟုတ်စစ်ဆေးကြည့်ဖို့အတင်းပြောတဲ့အတွက်အမျိုးသမီးကအကဲဖြတ်ပေးဖို့သူမရဲ့ချမ်းသာတဲ့တငယ်ချင်းကိုဖုန်းဆက်ခေါ်လိုက်ပါတယ်တငယ်ချင်းဖြစ်သူရောက်လာတဲ့အခါလက်စွပ်တွေအကုန်လုံးဟာအစ်စ်တွေဖြစ်တယ်ဆိုတာကိုအတည်ပြုပေးလိုက်ပါတယ်အမျိုးသားလည်းစိတ်လှုပ်ရှားပြီးမယုံကြည်နိုင်အောင်ဖြစ်သွားပါတယ်ချမ်းသာတဲ့အမွေခံလူငယ်ကလက်စွပ်တွေကိုမြင်တဲ့အခါမျက်စိကျသွားပါတယ်အစ်စ်တွေဖြစ်နေတာတင်မကပဲအပြစ်အနာစာတေးသေးလေးတွေကအစတပုံစံနဲ့တူညီနေကြလို့ပါပဲအမွေခံလူငယ်ကလက်စွပ်တွေအတွက်$3တန်းပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်ဒီလိုနဲ့အမျိုးသားဟာ$3တန်းကိုအလွယ်တကူပဲရရှိသွားပါတယ်ဒီလောက်များပြားတဲ့လက်စွပ်တွေကိုထုတ်လုပ်နိုင်တာကိုမြင်တဲ့အခါအမွေခံလူငယ်ကသူ့နောက်ွယ်မှာအင်အားကြီးမားတဲ့ကြောထောက်နောက်ခံရှိရမယ်လို့တွေးပြီးအဲ့ဒီညကကျင်းပမဲ့ယတနာပွဲတော်တစ်ခုကိုဖိတ်ခေါ်လိုက်ပါတယ်သူ့ဖခင်ကိုကူတာဖို့အတွက်မော်ဆေးလုံးတွေကိုရှာဖွေပေးနိုင်တဲ့သူကိုချမ်းသာတဲ့အမွေခံမိန်းကလေးတစ်ယောက်ကရှာနေတယ်လို့လည်းသူကပြောပြပါတယ်အမျိုးသားကသူ့ရဲ့မော်ပကံလုံးကိုချက်ချင်းသတိရသွားပြီးအဲ့ဒီပွဲကိုတက်ရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီညမှာသူကပွဲတော်ကိုအချိန်မီရောက်လာခဲ့ပါတယ်သူ့ရဲ့ချစ်သူဟောင်းနဲ့ချမ်းသာတဲ့အမွေခံလူငယ်တို့လည်းအဲ့ဒီမှာရှိနေကြပါတယ်သူ့ကိုမြင်တာနဲ့တပြိုင်နက်သူတို့ကရဲရဲဆက်ဆက်စတင်လှောင်ပြောင်ကြပါတော့တယ်ဒါပေမဲ့အမျိုးသားကသူတို့ကိုဂရုမစိုက်ခဲ့ပါဘူးဘာလို့လဲဆိုတော့သူတို့ကိုတန်ဖိုးကြီးကြီးပေးဆက်ရအောင်လုပ်ဖို့သူအစင်သင့်ဖြစ်နေလို့ပါပဲတိတ်မကြခင်မှာပဲအမွေခံမိန်းကလေးကစင်မြင့်ပေါ်ကိုထွက်လာပါတယ်သူမရဲ့ဖခင်ဟာခန္ဓာကိုယ်ထဲကအန္တရာယ်များတဲ့ယောဂကိုထိန်းချုပ်ဖို့အတွက်မော်ဆေးလုံးတွေကိုအမြဲတမ်းတောက်သုံးနေဖို့လိုအပ်တယ်လို့ရှင်းပြပါတယ်သူမကိုကူညီနိုင်တဲ့သူဘယ်သူမဆို$10တန်းစုချမယ်လို့လည်းပြောလိုက်ပါတယ်ပွဲတက်ရောက်လာသူတွေအကုန်လုံးကချက်ချင်းပဲစိတ်ဝင်စားသွားကြပါတယ်ချမ်းသာတဲ့အမွေခံလူငယ်ကမော်ဆေးပင်အရွက်တရွက်ကိုထုတ်ပြလိုက်ပြီးဒါကမော်ဆေးလုံးတွေလောက်စွမ်းရည်မထက်မြက်ပေမဲ့အသက်ဆက်ဖို့တော့တေချာပေါက်အမခံပါတယ်လို့ပြောလိုက်ပါတယ်